င်လယ်ထဲမှာထူးဆန်းတဲ့ဆလင်ဒါပုံစံအရာဝတ္ထုတစ်ခုမျောနေပြီးအဲ့ဒီထဲမှာတော့ငါးလေးတွေဟာအသေးအတန်ရုန်းကန်ရင်းတေဆုံးနေကြပါတယ်သူတို့တွေကဘာဖြစ်လို့ဒီအရာတွေကိုတိုးဝင်သွားကြတာလဲပြီးတော့ဒီအရာကရောတကယ်တော့ဘာဖြစ်မလဲဒီတေဆုံးနေတဲ့ငါးလေးတွေကတော့တခြားမဟုတ်ပါဘူးနာမည်ကျော်ပြန်လောင်းငါးလေးတွေပဲဖြစ်ပါတယ်သူတို့ရဲ့ရှည်လျားတဲ့ရင်စူးတောင်တွေရဲ့အကူအညီနဲ့ရေအောက်ကရန်သူတွေလက်ကနေလွတ်မြောက်ဖို့ရေပြင်ပေါ်ကိုခုန်ပြန်နိုင်ကြပါတယ်ဒါပေမဲ့သူတို့ရဲ့စိန်ခေါ်မှုတွေကရန်သူတွေကိုရှောင်ရှားရုံတင်မကပါဘူးသူတို့ရဲ့သားသမီးလေးတွေအတွက်ဘေးကင်းတဲ့နေရာတစ်ခုကိုလည်းမဖြစ်မနေရှာဖွေကြရပါတယ်ပင်လယ်ပြင်ပေါ်မှာကျွန်းကလေးတစ်ကျွန်းလိုမျောနေတဲ့အုံရွက်ကြီးတစ်ခုကတော့ပြန်လောင်းငါးလေးတွေအသေးအတန်ရှာဖွေနေတဲ့အဖိုးတန်သားဖောက်ရနေရတစ်ခုပါပဲငါးအမတွေကတစ်ရွက်ပေါ်မှာဥတွေချကြပြီးငါးထီးတွေကတော့အဲ့ဒီဥတွေကိုမျိုးအောင်လုပ်ပေးကြပါတယ်ငါးမတကောင်ကစတင်ပြီးဥလိုက်တာနဲ့တခြားငါးတွေပါလိုက်ပါလှုပ်ဆောင်ကြတဲ့တုတ်ပြန်မှုကြီးဖြစ်ပေါ်လာပါတော့တယ်မကြခင်မှာပဲပြန်လောင်းငါးထောင်ပေါင်းများစွာဟာဒီနေရာကိုစုပြုံရောက်ရှိလာပြီးရေတွက်လို့မရနိုင်တဲ့ဥပေါင်းများစွာကိုဥချကြပါတယ်ဥတွေရဲ့အလေးချိန်ကြောင့်အုံရွက်ကြီးဟာစောင်းသွားပေမဲ့လည်းသူတို့ရဲ့ဥလိုစိတ်ကိုတော့တားဆီးလို့မရပါဘူးဒီလိုအခွင့်အရေးမျိုးကအရန်ရှားပါသလိုအရေးလဲကြီးလာပါတယ်အပြင်ဘက်မှာဥတွေပြည့်သွားတဲ့အခါမှာတော့ပိုကောင်းတဲ့နေရာရဖို့အုံရွက်ရဲ့အတွင်းပိုင်းစီကိုတိုးဝင်ကြပါတော့တယ်ပြန်လောင်းငါးလေးတွေအတွက်တော့ဒါဟာတေမင်းတမန်လန်းတစ်ခုပါပဲဥတွေနဲ့ချွဲကြည့်တဲ့အရာတွေကအုံရွက်ကိုတင်းကျပ်စွာပတ်ထားတာကြောင့်အထဲကိုဝင်ဖို့လွယ်ကူပေမဲ့ပြန်ထွက်ဖို့ကတော့အလွန်ခက်ခဲသွားပါပြီမျိုးဆက်တစ်တွေရှင်တန်နိုင်ဖို့အတွက်ပြန်လောင်းငါးပေါင်းမြောက်များစွာဟာဒီထဲမှာတင်အသက်ဆုံးခဲ့ကြရပါတယ်အစမတန်လေးလံလာတဲ့ဥတွေရဲ့အလေးချိန်ကြောင့်အုံရွက်ကြီးဟာတဖြည်းဖြည်းရေထဲကိုနစ်မြုပ်သွားပါတော့တယ်ဒါပေမဲ့ဒါဟာပျက်စီးခြင်းမဟုတ်ပါဘူးတကယ်တော့ဒါဟာဥလေးတွေရဲ့ရှင်တန်နိုင်စွမ်းကိုပုံမူမြင့်မားစေတာဖြစ်ပါတယ်ရက်အနှဲငယ်ကြာမှာတော့ဥအားလုံးဟာအောင်မြင်စွာပေါက်ဖွာလာခဲ့ကြပါတော့တယ်